အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာတော့ Messenger မှာကျွန်တော်တို့ဝင်ကောပိတ်ထားနည်းလေးကိုကျွန်တော် sharing လုပ်ပြီးတော့မှာဖြစ်ပါတယ်เนาะအရင်ဆုံးကျွန်တော်တို့ Messenger တွေကိုရင်ဝင်လိုက်မယ်เนาะဝင်ပြီးရင်ကျွန်တော်တို့ပိတ်နည်းက2မျိုးရှိတယ်ကျွန်တော်တို့ဘယ်လိုတယောက်ချင်းစီကိုပိတ်မှာလားဒါမှမဟုတ် Messenger မှာရှိတဲ့လူတွေအကုန်လုံးကိုဝင်ကောပိတ်ထားမှာလားဆိုတဲ့2မျိုးရှိတယ်ကျွန်တော်ပထမဆုံးကျွန်တော်တို့ကတယောက်ချင်းစီကိုဝင်ကောပိတ်ထားနည်းကိုကျွန်တော်ရှင်းပြမယ်เนาะအရင်ဆုံးကျွန်တော်တို့ပိတ်ချင်တဲ့လူရဲ့ချက်ပေါက်တွေဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်တို့ဒီအပေါ်ဆုံးမှာရှိတဲ့ဒီ setting လေးတွေကိုတစ်ချက်ဝင်လိုက်မယ်เนาะဝင်ပြီးအောက်လေးကိုနည်းနည်း switch ချလိုက်မယ် switch ချပြီးရင်ကျွန်တော်ဒီမှာပါတွေ့ရမယ်ဆိုရင် notification and sound ဆိုတဲ့ဟာတွေရှိတယ်အဲ့လေးကိုတစ်ချက်ဝင်လိုက်မယ်เนาะဝင်ပြီးရင်ကျွန်တော်တို့ကပိတ်ချင်တယ်ဆိုရင်ဒါလေးကိုအော်ထားလိုက်ရင်ရပြီဒါမှမဟုတ်ပဲねကျွန်တော်တို့ကကိုယ်ကိုပဲပိတ်ချင်တာလား message ကိုပဲပိတ်ချင်တာလားကြိုက်တာကိုပိတ်လို့ရတယ်ကျွန်တော်တို့က message ရော call ရောအကုန်လုံးပိတ်ထားခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဒီအပေါ်ဆုံးအားဟာကိုတစ်ချက်ပိတ်ထားလိုက်မယ်ဆိုရင်တော့သူတို့ကဘယ်လိုပဲဖုန်းပဲခေါ်နေရဘာပဲဖြစ်နေလေကျွန်တော်တို့ပဲ notice မတက်ဘူးတကယ်လို့သူကဖုန်းချသွားမှာပဲကျွန်တော်တို့ဘက်မှာ miss call ဆိုတဲ့ဟာတွေကပေါ်လာမှာပဲဖြစ်เนาะဒါကတော့ကျွန်တော်တို့တယောက်ချင်းစီမှာဝင်ပြီးတော့ဝင် call ပိတ်ထားတဲ့နည်းလေးပါเนาะပြီးရင်ကျွန်တော်တို့ကအကုန်လုံးကို notice ပိတ်ချင်တဲ့ဝင် call ပိတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ကဒီအောက်ဆုံးမှာရှိတဲ့ဒီ menu တွေကိုဆက်ဆောင်လိုက်မယ်เนาะ။ဝင်ပြီးရင်ကျွန်တော်တို့ကဒီ setting လေးတွေကိုဆက်ဆောင်လိုက်တာ။ဝင်ပြီးပြီဆိုရင်အောက်ကိုနည်းနည်း switch ချလိုက်။ switch ချပြီးရင်ကျွန်တော်တို့ဒီမှာဆိုရင် notification and sound ဆိုတဲ့ဟာလေးရှိတယ်။ဒီတွေကိုတစ်ချက်ဝင်လိုက်။ဝင်ပြီးရင်ကျွန်တော်တို့ကခုနကအတိုင်းပဲကျွန်တော်တို့ဒီဟာလေးကိုတစ်ချက် off ထားလိုက်မယ်ဆိုရင်တော့ဒီမှာတော့ timer တွေရှိတယ်။ကျွန်တော်24တရက်ပိတ်မှာလား15မိနစ်ပိတ်မှာလားတနားရီပိတ်မှာလားကိုကျက်တဲ့လောက်ပိတ်လို့ရတယ်ပေါ့နော်တကယ်လို့ဒီမှာ7နာရီထားပြီးတော့ okay ထားလိုက်မယ်ဆိုရင်ကျွန်တော်တို့ကအခု7နာရီအခုကျွန်တော်တို့တနာရီမှာပိတ်မယ်ဆိုရင်ကျွန်တော်တို့နောက်7နာရီမှာပဲသူ့ဘာသူ auto ပြန်ဝင်လာမှာပဲဖြစ်ပါတယ်เนาะအားလုံးပဲကျေးဇူးတင်ပါတယ်